မြန်မာနိုင်ငံရဲ့ကျေပြန့်တဲ့ပင်လယ်ပြင်အတွင်းမှာယနေ့တိုင်ဆက်လက်ရှင်သန်နေစေရိုးရာအသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကြားဖောင်လုပ်ငန်းဖြစ်ပါတယ်။ကြားဖောင်လုပ်ငန်းကိုနှစ်စဉ်မိုးလေကင်းလွတ်တဲ့တော်တလင်းလားနဲ့သတင်းကြိုလဝင်းကျင်ကနေစတင်ပြီး9လခန့်လုပ်ကင်ကြပါတယ်။ဒီလုပ်ငန်းကနေငပိထုတ်လုပ်ဖို့လိုအပ်တဲ့ကုန်ကျန်းမြုပ်တွေငချောက်မျိုးနဲ့တန်ဖိုးရှိတဲ့ပင်လယ်ထွက်ကုန်များစွာကိုရရှိပါတယ်။ကမ်းရိုးတန်းဒေသမှာနေထိုင်တဲ့မိသားစုများစွာရဲ့စာဝတ်နေရေးဟာလည်းဒီလုပ်ငန်းအပေါ်မှီခိုနေကြပါတယ်။ရာသီစတင်တဲ့အခါကမ်းပေါ်မှာကြိုတင်တိစောက်ထားတဲ့ကြားဖောင်တွေကိုဆက်လက်ကြီးတွေနဲ့ပင်လယ်ပြင်အတွင်းငါးပုံများတဲ့နေရာတွေစီဆွဲယူသွားပြီးနေရာချထားကြပါတယ်။လိုင်းလေပြင်းတဲ့ရေစီးကြောင်းကြားမှာကြားဖောင်မျောပါမသွားစေဘူးကြောက်ဆူးကြီးတွေကိုအသုံးပြုပြီးပင်လယ်ကျန်းပြင်မှာခိုင်ခိုင်မာမာချီနှောင်ထားရပါတယ်။ကြားဖောင်တစ်ခုစီပေါ်မှာလုပ်သား3ယောက်ကနေ9ယောက်ခန့်နေထိုင်ကြပြီးရာသီကုန်ဆုံးချိန်ထိပင်လယ်ပြင်ပေါ်မှာပဲဘဝကိုဖြတ်တန်းကြရပါတယ်။နေ့စဉ်ငါးဖမ်းခြင်းငချောက်ပြုလုပ်ခြင်းငပိကုန်ကျန်းထုတ်လုပ်ခြင်းတို့ကိုမနာမနေဆောင်ရွက်ကြရပြီးပင်လယ်ရဲ့ရာသီဥတုအပြောင်းလဲကိုလည်းနေ့စဉ်ရင်ဆိုင်ကြရပါတယ်။ရရှိလာတဲ့ထွက်ကုန်တွေကိုတော့ကမ်းကနေ15ရက်တစ်ကြိမ်သို့မဟုတ်တစ်လတစ်ကြိမ်ရိခါလာပိုးတဲ့ဆက်လက်ကြီးတွေနဲ့ကမ်းကိုပြန်လည်ပို့ဆောင်ကြသလိုလိုအပ်တဲ့စားနပ်ရိက္ခာတောက်ရည်လောင်စာနဲ့အသုံးဆောင်တွေကိုလည်းအဲ့ဒီတွေနဲ့ပဲပြန်လည်ဖြည့်တင်းကြပါတယ်။အခုတင်ရင်တွေ့နေရတဲ့မြင်ကွင်းကတော့ကြားဖောင်တိဆောက်ရမှာမရှိမဖြစ်လိုအပ်တဲ့ဝါဖောင်အတွက်ဝါတွေကိုရာသီမစတင်ခင်ကတည်းကကြိုတင်စုဆောင်းပြင်ဆင်နေကြတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ခိုင်ခန့်တဲ့ဝါဖောင်တစ်စင်းဟာကြားဖောင်လုပ်သားတွေရဲ့အသက်အန္တရာယ်နဲ့နေ့စဉ်ဘဝကိုအကာအကွယ်ပေးတဲ့အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်။ပင်လယ်ပြင်ရဲ့လှိုင်းလေတံတွေကြားမှာအန္တရာယ်ကိုရင်ဆိုင်ရင်းအလုပ်ကြိုးစားနေကြတဲ့ကြားဖောင်လုပ်သားတွေရဲ့ဘဝဟာလွယ်ကူတဲ့ဘဝမဟုတ်ပါဘူး။ဒါပေမဲ့သူတို့ရဲ့ပြင်ပန်းကြိုးစားမှုတွေကြောင့်သာကျွန်တော်တို့ရဲ့စပွဲပေါ်ကိုငပိငချောက်နဲ့ပင်လယ်ထွက်စားအစာတွေအစမပြတ်ရောက်ရှိလာနိုင်တာဖြစ်ပါတယ်။ဒါကြောင့်ကြားဖောင်လုပ်ငန်းဟာမြန်မာကမ်းရိုးတန်းဒေသရဲ့ရိုးရာဉာဏ်ပညာလုပ်သားတွေရဲ့ဆွဲလုံးလာနဲ့ပင်လယ်ကိုအခြေခံတဲ့လူနေမှုဘဝကိုကိုစားပြုနေတဲ့အဖိုးတန်အမွေအနှစ်တစ်ခုအဖြစ်ယနေ့တိုင်းဆက်လက်ရှင်သန်နေစေဖြစ်ပါတယ်။ကျွန်တော်စီးစာဦးပါ